ထိမိရဲ့ဒီဇိုင်းတွေကိုဖန်တီးနိုင်ဖို့ဆိုရင်ဒီဇိုင်နာတယောက်အနေနဲ့စူးစမ်းလေ့လာလို့စိတ်ရှိဖို့နဲ့ research ပြုလုပ်ခြင်းကိုကျွမ်းကျင်ဖို့အရင်အရေးကြီးပါတယ်။ဒါကြောင့်မိမိရဲ့အမြင်ကိုကြကြပြန့်ပြန့်ဖွင့်ထားဖို့လိုအပ်ပါတယ်။ဒီဇိုင်းအကြောင်းတွေပဲဖတ်နေတာ tutorial တွေပဲကြည့်နေတာကအသုံးဝင်ပေမဲ့တစ်ခါတလေမှာကိုယ့်ရဲ့အတွေးခေါ်ကိုဘောင်ခတ်ထားသလိုဖြစ်စေပါတယ်။ဝတ္ထုတွေဖတ်တာရုပ်ရှင်တွေပြဇာတ်တွေကြည့်တာဝိသုကပညာတွေသမိုင်းတွေလေ့လာတာအချက်ပြုတ်နဲ့အားကစားတွေပြုလုပ်တာစတဲ့ကွဲပြားတဲ့လေ့လာလှုပ်ရှားမှုတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။အသိပညာစုံလင်လေတင့်ရဲ့ဒီဇိုင်းတွေကပိုပြီး original ဖြစ်လေပါပဲ။ကိုတခါမှမရဘူးတဲ့အပြကန်းတွေပြလိုက်တွေသွားတာမစားဘူးတဲ့အစားအစာတွေကိုမြည်စမ်းကြည့်တာခီးထွက်တာယဉ်ကျေးမှုအသစ်တွေကိုလေ့လာတာစတာတွေကဒီဇိုင်နာတယောက်ရဲ့ idea တွေကိုများစွာအထောက်အကူပြုပါတယ်။လူတွေစီကနေ idea တွေမျှဝေယူတာတကယ်လက်တွေ့ဘဝကလူတွေနဲ့စကားပြောတာမေးခွန်းတွေမေးတာကနေတဆင့်သူတို့ဘာလို့စိတ်ဝင်စားလဲဆိုတာကိုလေ့လာလို့ရပါတယ်။ဒါတွေကသင်ရဲ့ creative design တွေအတွက်ကုန်ကျန်းတွေပါပဲ။ online ကနေရှာတာမြန်ဆန်ပေမဲ့လူတိုင်းရှာလို့ရတဲ့အတွက်တမန်ရိုးကျ idea တွေပဲထွက်လာတတ်ပါတယ်။ထူးခြားတဲ့ idea တွေရဖို့တခြား research နည်းလမ်းတွေကိုသုံးဖို့လိုအပ်ပါတယ်။ research လုပ်တဲ့အခါအဓိကအဖြစ်အချက်အလက်ရှာတာ factual နဲ့အမြင်ပိုင်းဆိုင်ရာရှာတာ visual ဆိုပြီးရှိတဲ့အပြင်အဲ့ဒီနှစ်ခုကို primary နဲ့ secondary ဆိုပြီးထပ်ခွဲခြားနိုင်ပါတယ်။ primary research ဒါကတော့အရင်ကမရှိသေးတဲ့အရာတွေကိုကိုယ်တိုင်ရှာဖွေစုဆောင်းတာဖြစ်ပါတယ်။ primary research ရဲ့ factual မှာလူတွေကို interview တာမေးခွန်းတွေမေးတာလူတွေရဲ့အပြုအမူကိုလေ့လာစောင့်ကြည့်တာတွေပါဝင်ပါတယ်။ visual ဘိုင်းကတော့ကိုယ်တိုင်ဓာတ်ပုံရိုက်တာပုံချမ်းဆွဲတာအယောင်နဲ့ပုံစံတွေကိုစမ်းသပ်တာအတန်နဲ့ဗီဒီယိုတွေမှတ်တမ်းတင်တာတွေဖြစ်ပါတယ်။ secondary research ဒါကတခြားသူတွေရှာဖွေစုဆောင်းထားပြီးသားအရာတွေကိုမှီညမ်းတာပါ။ secondary research ရဲ့ factual ဘိုင်းအနေနဲ့စာအုပ်တွေသတင်းစာမဂ္ဂဇင်းတွေအင်တာနက်က blog တွေစင်းစရာတွေနဲ့ပြတိုက်တွေကနေရှာဖွေတာဖြစ်ပါတယ်။ visual ဘိုင်းမှာတော့တခြားအမှုပညာရှင်ဒီဇိုင်နာတွေရဲ့လက်ရာတွေအင်တာနက်ကပုံတွေဂျာနယ်တွေကဓာတ်ပုံတွေကိုလေ့လာတာဖြစ်ပါတယ်။ research လုပ်ပြီးရလာတဲ့အချက်အလက်တွေကိုလည်းဒီတိုင်းပုံသေးသုံးလိုက်တာထက်ကစားပြီးအသုံးပြုကြည့်ခြင်းကပိုပြီး creative ဖြစ်တဲ့ design တွေကိုရရှိစေပါတယ်။ဒီဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက်ဗဟုသုတတစ်ခုခုရမယ်လို့မျှော်လင့်မိပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။